ကဲဒီဘဲကြီးနော်ကီလိုဂရမ်300သူလက်နှစ်ဖက်နဲ့ဒီလိုချိတ်ပြီးတော့သူထမ်းပြမယ်ထမ်းပြီးတော့လမ်းလျှောက်ပြမှာပေါ့နော်တော်လိုက်ပဲပြီးလို့ရှိပြန်လာမယ်အဲ့နေရာအောင်နော်ကဲကျွန်တော်ကြည့်ကြမယ်နင်းတော့လူမဟုတ်ဘူးနော်ဘီလက်မြင်အိပ်ပဲနော်300ဆိုလို့ရှိရင်တော့တစ်ဖက်ကို150ပေါ့နော်သူလက်နှစ်ဖက်နဲ့လို့ချိတ်ပြီးတော့သူလမ်းလျှောက်ပြမှာပေါ့နော်ကဲတအိတ်တော့ပြီးတော့ပြီနောက်တအိတ်သူဘေးမှာရှိတ်ပြီးတော့သူတော့ပြမှာပေါ့နော်လမ်းလျှောက်ပြမှာကဲအရင်ဆုံးသူခါနဲ့ခိုင်အောင်လို့သူခပတ်နဲ့ခါထိန်နဲ့ခပတ်နဲ့သူအရင်ဆုံးပတ်လိုက်မယ်ပြီးလို့ရှိရင်လက်နှစ်ဖက်နဲ့ရှိတ်ပြီးတော့လမ်းလျှောက်ပြမယ်ဟိုဘလာလည်းနည်းနည်းတော့ဘလာမဟုတ်ဘူးနော်ဒီလိုရဖို့တော့မလွယ်ဘူးဟာမနေချင်းရမယ်နော်ယူလက်နှစ်တစ်ဖက်ကို150ပေါ့နော်အဲ့လိုလမ်းလျှောက်ပြမှာပေါ့နော်ဟိုဘက်ဒီဘက်ပေါ့ပြီးလို့ရှိရင်အဲ့နေရာပြန်လာမယ်ပေါ့နော်ကြွလာအော်ဟောမိုက်တယ်နော်နဲတော့လူသားကြီးမဟုတ်တော့လမ်းလျှောက်ပြမယ်သူပြီးလို့ရှိရင်အဲ့နေရာပြန်လာမယ်ကြွလာလည်းလည်းပဲရှေ့ပြီးတော့ပြီးလို့ရှိရင်ပြန်လာမယ်အော်ဟောဘလာလဲကောင်းတော့ဘလာတော့ကျင်းထားလည်းမသိဘူးနော်ကြွလာပြန်လာတွေ့လားအဲ့နေရာမှာပြန်လာနော်လည်းလည်းပဲရှေ့ပြီးတော့လေနဲတော့ဟာကြီးမဟုတ်ဘူးနော်ဟောဘလာလဲကြည့်ပါဦးတစ်ဖက်150ပေါ့နော်သူပြောထားတဲ့ကီလိုဂရမ်300ပေါ့300တစ်ဖက်150ပေါ့ကဲသူပြောပြရနော်ဘယ်လိုလဲဆိုတာပေါ့နော်ရှယ်လန်းခေါ်လာမသိဘူးသူမိုက်တယ်နော်ဘလာလန်ကြည့်ပါဦးနည်းနည်းတော့ဘလာကြီးမဟုတ်ကျင်းထားတာတွေ့လားအဲ့လိုဘီလန်မြေအိတ်ကိုသူထားနိုင်တယ်ပေါ့လက်ကျင်းလို့ရတယ်ပေါ့နော်ဘယ်သူမှဆိုကျင်းလို့ရပါတယ်ကျင်းမဆိုလို့ရှိရင်နော်တွေ့လားမောတော့လူဘလာလည်းကောင်းတယ်တချင်လန်းခေါင်းနေတယ်အဲ့လိုထားလိုက်တာပေါ့နော်မိုက်တယ်နော်ဘယ်သူမှကျူးစလိုက်ရပါတယ်ကဲဒီဦးလေးရဲ့ကြက်ဥပေါင်မုတ်ဘယ်လိုရောင်းလဲကျွန်တော်တချို့ချိုးကြမယ်နော်ချက်ကြည့်ကြမယ်ကြလားအိုးသူကကျယ်ပွင့်လေးလို့လောလာသေးသူကနော်ကြက်ဥအရင်ဆုံးဖြော်လိုက်မယ်နော်ပြီးလို့ရှိရင်ကြက်ဥပေါင်ပေါ့နော်သူရောင်းတာငါပေးမှာပဲနော်လူမစားခြင်းအောင်ပေါ့သူကငါးလဲပါတယ်သူကကြက်ဥလည်းပါတယ်ပေါင်မုံလည်းပါတယ်သူကလူမစားခြင်းအောင်ပေါ့နော်လူမဝဲခြင်းအောင်ပေါ့အဲ့လိုဖန်တီးပြီးရောင်းရတာနော်ဈေးတွေအချို့ဆိုလို့ရှိရင်ကိုဆိုင်ကိုစားသုံးတွေလာအောင်ပေါ့နော်သူကချို့ဆိုလို့ရှိရင်အဲ့လိုလာပြီးတော့ဝယ်စားကြတယ်ဗီဒီယိုလေးရိုက်တော့ကြတယ်နော်အမှတ်တရလေးတွေပေါ့တွေ့လားသူကအဲ့လိုပြီးဟိုဘက်ကသူမိမဖြစ်မှာနော်သူမိမအဲ့လိုထုတ်ပေးတယ်ကျုပ်ပေါင်မောပေါ့ကဲနောက်တစ်ယောက်သူကကျဲပွန်းလေးလည်းဖြော်လဲသေးသူမှသူကကျုပ်အနှက်ကိုဖြော်ပြီးတော့အဲ့လိုရောင်းတာနော်စားတော့တော်တော်ကောင်းမှာနော်တကယ်ကြီးနော်စားတော့ကောင်းမယ်ဟုတ်လားပြီးလို့ရှိရင်အရှင်လေးလည်းဘာညာလေးထည့်တယ်ပေါ့နော်အရှိုးလေးပါတယ်ထောပတ်ရည်တွေထောပတ်တွေပါတယ်ထည့်ကဲချိုးစည်းတယ်ဆိုလို့ရှိရင်အဲ့လိုရောင်းရတယ်နော်ကိုဆိုင်အဲ့ဒီတိုင်းပဲဘာအကွက်မပြပဲရောင်းတယ်ဆိုလို့ရှိရင်တော့တိတ်အခုခက်မှာတော့တိတ်လာလို့နဲတယ်ပေါ့နော်ဝယ်ဆက်လို့နဲတာပေါ့ဘို့ဥချောင်းလည်းပါတယ်ဘို့ဥချောင်းသူခွဲပြီးတော့กินလိုက်တယ်နော်ကဲနောက်တစ်မျိုးအဝိုင်းလေးပေါ့တော့အဲ့လိုလူမစားခြင်းအောင်ပေါ့နော်လူမဝဲဝဲခြင်းအောင်သူဖန်တီးရတယ်နော်ဈေးတယ်တွေပေါ့ဈေးတယ်တွေကလည်းအဲ့လိုလုပ်ပြီးတော့ရောင်းရတယ်ပေါ့နော်ဆိုလို့ရှိရင်ဒီတိုင်းပဲနော်ရောင်းမကောင်းဘူးပေါ့နော်ဒီတိုင်းရောင်းလို့ဆိုလို့ရှိရင်တော့အဲ့လိုဆိုလို့ရှိရင်လာပြီးတော့ကိုယ်ဆိုင်ကိုတကူတကလာပြီးတော့အဲ့လိုအားပေးတာရှိတယ်နော်အဲ့လိုသူကအကွက်လေးပြပြီးတော့လူမဝညင်အောင်အဲ့လိုရောင်းရတာပေါ့ပြီးလို့ရှိရင်အဲ့မှာထုတ်မယ်ထုတ်ဖို့တော့မှသူတည်ချာတက်ရထုတ်ဖို့တော့နော်အိမ်ထိရလာမသိဘူးနော်လက်အိမ်မထဲဘူးလက်အိမ်ထဲတော့နည်းနည်းတန်းလေးကြတာပေါ့လက်အိမ်ထဲရမယ်နော်ကဲဒါအသေးပုံလေးနော်အသေးပုံလေးဖော်ပြီးတော့သူရောင်းလဲလောက်တာပေါ့နော်ကဲအဲ့လိုအရာတော့ရှိမယ်တော့ငါကြီးတော့နော်တလုံးတော့ပြုတ်ကြတော့ရတော့မလွယ်တော့ဘူးတလုံးပြုတ်ကြတော့ရင်တော့မှလက်မထီးပဲနဲ့ချောပြီးတော့လေလောက်ကျုပ်ကိုမြောက်တဲ့ခါမှာအဲ့လိုပြုတ်ကြဝိုင်းတော့လောလိုက်ပြီဟုတ်ကြလားဘာမှမပါဒီကထောပတ်ပြပါဒီမှာဘောကထောပတ်ပြဖြစ်မယ်နော်ပြီးလို့ရှိရင်အဲ့လိုပုံစံမျိုးဘောကတစ်စိတ်ပဲရိုက်သေးသူက
အဲ့လိုမိုက်တယ်နော်ကဲနောက်တစ်မျိုးအဲ့ဒီလိုတော်ဝယ်တယ်တယောက်တည်းပဲတော့မဖြစ်နိုင်ဘူးနော်3 4 5ရောက်တော့သူတို့ဝယ်ပြီးတော့အဲ့လိုတယောက်မတူဘူးပေါ့နော်ရောက်တာဘယ်လိုချင်းအဲ့ဒါ coffee ကိုသူတို့စိတ်လုပ်ပြီးတော့နော်သူတို့တွာပြီးတော့ထည့်ထားတာအဲ့တော့အခုနက coffee ပဲဖြစ်မယ်အဲ့ဒါပြောလာအောင်ပါပြီးထောပါထည့်မယ်သုံးလေးမျိုးပဲသူရောက်တာနော်ဘယ်လိုရှိရင်ထုံမယ်သူမှာမိုက်တယ်နော်အဲ့လိုရောက်နေဆိုလို့ရှိရင်တော့တကယ်ကြီးတော့အဲ့လိုရောက်နေဆိုလို့ရှိရင်ချွတ်ဆိုလို့ရှိရင်တကူတကလာဝယ်စားတာနော်ပျော်စရာကြီးပဲနော်